Day 9 စလိုက်အောင် Day 9မှာလေ့လာမယ့်အကြောင်းအရာက Day 8မှာလေ့လာခဲ့တဲ့ reporting နဲ့ဆက်စပ်မှုရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ adjustment မှာလုပ်ငန်းတော်တော်များများမှာစာရင်းကိုစနစ်တကျစာရင်းမရေးတဲ့လုပ်ငန်းတော်တော်များများမှာ adjustment မလုပ်ကြပါဘူး။ adjustment မလုပ်ဘဲနဲ့ cash basis နဲ့ပဲသွားကြတယ်။ဒီ adjustment ဒီ accrual basis အတွက်အရေးကြီးပါတယ်။ဒါဆိုရင်အခု basis နှစ်မျိုးအကြောင်းကိုအရင်ပြောပါမယ်။ basis နှစ်မျိုးကဘာလဲဆိုတော့ cash basis နဲ့ accrual basis cash basis ဆိုတာကပတ်စံဝင်တဲ့အချိန်မှာ income ပြမယ်ပတ်စံဝင်တဲ့ date ကိုကြည့်ပြီးတော့ပဲ income ပြတယ်။ accrual basis လို့ပြောလိုက်လို့ရှိရင်ပတ်စံမဝင်သေးပေမဲ့လည်းသူဒီ income ဖြစ်မြောက်ပြီဆိုတာနဲ့ income ပြတယ်။ဒီလိုပဲ expense နဲ့ပတ်သက်ရင်လည်းပတ်စံထွက်မှ expense ပြတယ်ဆိုရင်ဒါက cash basis ပတ်စံမထွက်သေးတော့လေသက်ဆိုင်ရာလအတွက် expense ကိုပြတယ်ဆိုရင်အဲ့ဒါဒီ accrual basis ပါအဲ့ဒါလေးကိုရှုပ်ထွေးနေမယ်ဆိုရင်ပိုနားလည်အောင်လို့ဥပမာနဲ့ကြည့်အောင်အများနားလည်လွယ်မဲ့ accrue expense ကိုအရင်ရှင်းပြပေးပါမယ် accrue expense လို့ပြောလိုက်တာဒီ expense ပေးရန်ကြံတာပါဥပမာဝန်ထမ်းလစာဒီလကုန် date အထိဝန်ထမ်းတွေအလုပ်လုပ်ခဲ့တယ်ခွင့်ပြတ်တာတွေလည်းရှိတယ် overtime ကြီးတွေလည်းရှိတယ်အဲ့ဒီဝန်ထမ်းလစာတွေကိုကိုကလကုန်တဲ့နေ့မှာချက်ချင်းတွက်လို့မပြီးသေးဘူးလကုန်ပြီး3ရက်သို့မဟုတ်5ရက်နေ့မှာဝန်ထမ်းကိုလစာပေးတယ်။ဒါဆိုရင်အဲ့ဒီလုံနေတဲ့3ရက်4ရက်ဆိုတဲ့ကာလအတွင်းမှာဝန်ထမ်းတွေနဲ့ပတ်သက်လို့ကိုကဥပမာပြောပြမယ်။အခုဒီလသည်ဂျွန်လဆိုပါစို့။ဂျွန်လမှာရှိတဲ့ဝန်ထမ်းလစာသည်ဂျွန်လမှာမပေးဖြစ်ဘူး။ဇူလိုင်လကျမှပေးမယ်။ဒါဆိုဂျွန်လကုန်တဲ့နေ့ကနေကြည့်ရင်ပတ်စံသည်မထွက်သေးဘူး။ဒါကြောင့်မလို့ပေးရန်တောင်းတယ်။ဒါပေမဲ့အဲ့ဒါဒီဂျွန်လမှာအလုပ်လုပ်ခဲ့တဲ့ဝန်ထမ်းတွေရဲ့ expenseဒါကြောင့်မလို့ expense ဖြစ်ပေါ်တာဒီဂျွန်လပတ်စံပေးချေတာဒီဇူလိုင်လဒါဆိုရင်တော့ adjustment လုပ်ဖို့လိုပါတယ်ဥပမာဒီဇင်ဘာလရဲ့လစာ9သိန်း January မှာပေးမယ် expense ကတော့ဖြစ်ပြီးပြီဒီဇင်ဘာကလေးကပတ်စံပေးချေတာဒီ January လမှတစ်လပိုင်းမှဒါဆိုရင်ဘယ်လိုစာရင်းသွင်းရမလဲ salary ဆိုတဲ့ expense မှာ debit ပြမယ်ပတ်စံထွက်ရင်တော့ cash မှာ credit ပတ်စံမထွက်သေးတဲ့အတွက်ကြောင့်မလို့ accrue expense ဆိုတဲ့အကောင့်မှာပေးရန်တာဝန်အနေနဲ့ credit ပြပေးဖို့လိုပါတယ် accrue expense ကို salary payable လို့လည်းပြောလို့ရတယ် salary ပေးရန်ကြံဆိုတာဒီ accrue expense နဲ့အတူတူပါပဲနောက်တစ်ခုက prepaid expense တွေကိုကြိုပေးထားတယ်အများအပြားဆိုင်ငန်းငှားရမ်းခါတွေမှာကြုံရတတ်တယ်နောက်တစ်ခုကအာမခံကြီးအာမခံကြီးဆိုလို့ရှိရင်လည်းတစ်လတစ်ခါပေးရမှာမဟုတ်ဘဲနဲ့တစ်နှစ်စာကြိုပေးရမျိုးရှိတယ်ငှားရမ်းကားတွေလည်းတစ်နှစ်စာကြိုပေးရမျိုးရှိတယ်တချို့အာမခံကြီးတွေက quarterly ပေးရတယ်တချို့တွေကကြတော့နှစ်စဉ်ပေးရတယ်တချို့တွေက6လတစ်ကြိမ်ပေးရတယ်ဒီလိုအခါမျိုးမှာ prepaid expense ကို adjustment လုပ်ဖို့လိုပါတယ် January လနဲ့ December လ2လစာအတွက်အာမခံကြီး12သိန်းပေးလိုက်တယ်တစ်လရဲ့ expense ဒီ3သိန်းပဲဖြစ်တင်တယ်ဥမာ2026ရဲ့ January လကနေပြီးတော့ December လအထိ12လစာအတွက်အာမခံကြီး12သိန်းပေးလိုက်တယ်ဒါဆိုတစ်လရဲ့အာမခံကြီး expense ဒီ3သိန်းပဲကြာတယ်ပတ်စံထွက်သွားတာဒီစထွက်တဲ့လမှာတော့သူဒီတစ်နှစ်စာလုံး12သိန်းလုံးပတ်စံထွက်သွားတယ်အဲ့တော့တစ်လစာကိုပဲကိုက expense January လမှာပြမယ်ပိုနေတဲ့17လစာဒီကြိုတင်ပေးထားတဲ့အတွက်ကြောင့်သူတို့ရဲ့ပိုင်ဆိုင်မှု current assets အောက်မှာပြရမှာဖြစ်ပါတယ်သူနဲ့ပတ်သက်လို့ adjustment စာရင်းဘယ်လိုသွင်းမလဲဆိုရင် prepaid insurance account မှာ current assets မလို့ debit credit ကတော့သက်ဆိုင်ရာ expense စာရင်းမှာအာမခံကြီးဆိုတဲ့ expense စာရင်းမှာ credit ပြရပါတယ်ဒါဆိုဘာဖြစ်လို့လဲဒါဆိုပတ်စံပေးချိန်လုံးကတော့ကိုကတစ်နှစ်စာလုံး12သိန်းပြခဲ့မိရယ် debit ဒါကြောင့်မလို့ပိုနေတဲ့17လစာကိုပြန်နှုတ်ချင်တဲ့အတွက်ကြောင့်မလို့ credit ပြတာပါအဲ့ဒါလေးကိုဥပမာအနေနဲ့ရေးပြီးတော့ရှင်းပြပေးပါမယ်ဒီပုံစံနဲ့အကောင့်လေး3ခုဆွဲထားပါမယ်ပထမတစ်ခုကတော့ insurance account ပါဒီအာမခံကြီးဆိုတဲ့အကောင့်မှာ12သိန်းပေးလိုက်တဲ့အတွက်ကြောင့်မလို့ expense မှာ debit cash ပတ်စံမှာ12သိန်းလုံးထွက်သွားတယ် credit ဒီဘက်ချမ်းက debit ဒီဘက်ချမ်းက credit ဒီမှာဆိုလဲဒီဘက်ချမ်းက debit ဒီဘက်ချမ်းက credit ဒီအကောင့်မှာဆိုလဲဒီဘက်ချမ်းက debit ဒီဘက်ချမ်းက credit အဲ့လိုသွင်းပြီးသွားတဲ့အချိန်မှာ17လစာပိုးနေတယ်အဲ့လို17လစာအတွက် adjustment ဝင်မယ်ဆိုရင်ပိုနေတဲ့17လသားစီ
17လစာသည် insurance expense account မှာနှုတ်မယ် credit debit ကဘယ်ကိုသွားလဲဆိုရင် prepaid insurance ဆိုတဲ့ account မှာ debit 17သိန်းပြရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီအာမခံကြီးစင်းကိုပိတ်ကြည့်လိုက်မယ်ဆိုရင်3သိန်းပဲကျန်ပါတော့တယ်အဲ့3သိန်းဒီဘယ်ကိုသွားမလဲဆိုရင် profit and loss account ရဲ့ expense အောက်ကိုသွားမှာပါဒီ prepaid insurance account ကိုပိတ်ကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့အဖြေ17သိန်းဒီ balance sheet ရဲ့ current assets အောက်ကိုပို့ရမှာပါပတ်စံကတော့12သိန်းထွက်သွားတာပါဒါဆိုရင်ဒါကို adjustment လုပ်တဲ့ပုံစံနဲ့ပြောရင် insurance ဆိုတဲ့ expense မှာအနှုတ် credit prepaid insurance ဆိုတဲ့အာမခံကြေးကြိုတင်ပေးထားခြင်းဆိုတဲ့ current assets account မှာ debit ပြမှာဖြစ်ပါတယ်အဲ့လိုပဲ accrued income ဆိုတာဒီရရန်ကျန်တဲ့ income အတိုးနဲ့ပတ်သက်လို့ကိုက2သိန်းပတ်စံမရသေးဘူးရရန်ကျန်တယ်ဒါဆို2ချိန်မလို့သွားမလဲဆိုရင် interest receivable ဆိုတဲ့အတိုးရရန် account မှာ current assets လို့ debit assets တွေမှန်သမျှသည် debit ပါ liability မှန်သမျှသည် credit ပါအဲ့တော့ interest receivable ဆိုတဲ့အတိုးရရန် account မှာ debit ပြမယ် credit ကဘယ်ကိုသွားမလဲဆိုရင် interest income မှာ credit ပြမှာပါ income တွေသည်ဘာသဘာဝရှိလဲဆိုရင် credit သဘာဝရှိပါတယ်နောက်ထပ် adjustment ကတော့ an income လို့လည်းခေါ်တယ်တနည်းအားဖြင့်ဝင်ငွေမဖြစ်သေးတဲ့အလုပ်မပြီးသေးတဲ့ဝင်ငွေတွေပါ income တစ်ခုကို in advance ကြိုရထားတယ်ဥမာတစ်လကို3သိန်းနှုန်းနဲ့12လစာတစ်လကို3သိန်းနှုန်းနဲ့12လစာ income 12သိန်းရထားတယ်ဆိုပါစို့ဒါဆိုရင်ကိုပတ်စံရတဲ့အချိန်မှာ cash စရင်မှာပတ်စံအဝင်မလို့ debit 12သိန်းသက်ဆိုင်ကငှားရမ်းကဆိုတဲ့ rent income account မှာ income လို့ credit 12သိန်းဒါကပတ်စံရတဲ့အချိန်မှာစရင်သွင်းတဲ့ပုံစံဒါဆိုရင်လကုန်ရဲ့အချိန်စရင်ပိတ်တဲ့အချိန်မှာဘယ်လို adjustment လုပ်ရမလဲဆိုရင်ဒီ income ကတစ်လစာပဲဆိုင်တာဖြစ်လို့မဆိုင်တဲ့17လစာကိုပြန်နှုတ်မယ်income တွေကနေပြန်နှုတ်ချင်ရင် debit ပြရမယ်ကြိုတင်ရထားခြင်းသည်ပြန်လည်ပေးဆက်ရန်တာဝန် liability ပါဒါကြောင့်မလို့ဒီ rent သည် rent in advance ဆိုတဲ့ကြိုတင်ရထားခြင်းဆိုတဲ့အကောင့်မှာပေးရန်တာဝန် liability မလို့ credit ချမ်းမှာပြရပါမယ်17သိန်းအခု debit entry က rent ဆိုတဲ့ income မှာပြန်နှုတ်မယ် debit rent in advance account မှာပေးရန်တာဝန် credit အဲ့ဒါလေးကို adjustment လုပ်တယ်လို့ခေါ်ပါတယ်ဒါလေးကို debit entry နဲ့ပြန်မှတ်မယ်ဆိုရင် rent ဆိုတဲ့ income မှာပြန်နှုတ်မှာမလို့ debit income ဒီ credit သဘာဝရှိတယ်နှုတ်ချင် debit နောက်တစ်ခုက rent နဲ့ပတ်သက်တဲ့ in advance ကြိုတင်ရထားခြင်းဆိုတဲ့စာရင်းမှာပြန်လည်ပေးဆက်ရန်တာဝန် liability မလို့ credit ဒါက adjustment ပါဒါဆိုရင်အချိန်မတူပါဘူးဒီ12သိန်းကိုသွင်းတဲ့အချိန်ကပတ်စံရတဲ့အချိန်မှာသွင်းတာပါပတ်စံရတဲ့အချိန်မှာသွင်းတာပါဒီ17သိန်းကိုသွင်းတာကတော့စရင်းပိတ်တဲ့နေ့မှာ adjustment လုပ်တဲ့အနေနဲ့သွင်းတာပါဒီ adjustment ကိုလုပ်ငန်းရှင်တော်တော်များများစီးရင်ကိုင်တော်တော်များများကမလုပ်ဖဲနဲ့ပတ်စံဝင်တဲ့အချိန်မှာပဲ income ပြတယ်ပတ်စံထွက်တဲ့အချိန်မှာပဲ expense ပြတယ်ဆိုပြီးတော့စီးရင်အလွယ်တကူသွင်းနေတာတော်တော်များများကိုတွေ့ရပါတယ်လုပ်ငန်းငယ်လေးတွေမှာပို့ပြီးတော့များပါတယ်စီးရင်ကိုစနစ်တကျထားခြင်းနေဆိုရင် accrual basis နဲ့သွင်းဖို့လိုပါတယ် accrual basis နဲ့သွင်းခြင်းတော့အခုလိုမျိုး income တွေ expense တွေကို adjustment လိုက်လို့ဖို့လိုပါတယ်နောက်ထပ် adjustment တစ်ခုကတော့ depreciation ဆိုတဲ့တန်ဖိုးရောကျမှုပါ
depreciation ဆိုတဲ့တန်ဖိုးရောကြောင်းမှုကလုပ်ငန်းသုံးပုံတွေပိုင်းပစ္စည်းတွေနဲ့ပတ်သက်လို့ fixed asset တွေနဲ့ပတ်သက်လို့တွက်ရလေးရှိပါတယ်ကွန်ပျူတာတစ်လုံးကိုဝယ်လိုက်တာ320ဆိုပါစို့ဥပမာအဲ့320ကွန်ပျူတာကို9နှစ်သုံးမယ်လို့တွေးကြည့်အောင်ဒါဆိုရင်တစ်နှစ်ကိုဘယ်လောက်ကြာမလဲတစ်နှစ်မှာ expense ပြတင်တာဒီ24သိန်းပါဒါဆိုစဝယ်တဲ့နေ့မှာအဲ့ဒီကွန်ပျူတာဝယ်လိုက်တာဒီကွန်ပျူတာဆိုတဲ့တန်ဖိုးထဲမှာ320ပါသွားမယ်အဲ့ဒီနှစ်မှာသူ့ကိုအဲ့ဒီကွန်ပျူတာဘိုးအားလုံးကို expense ပြဖို့မသင့်တော့ပါဘူးဘာလို့လဲဆိုရင်အဲ့ဒီကွန်ပျူတာဒီတစ်နှစ်ထဲသုံးမှာမဟုတ်ဘူး9နှစ်သုံးမှာမလို့ဒါဆို depreciation ဆိုတာတန်ဖိုးကျလို့တွက်တာမဟုတ်ပါဘူး depreciation တွက်တဲ့အကြောင်းရင်းက9နှစ်စာတစ်လုံးတစ်ခဲကုန်ထားတဲ့ expense တစ်ခုကို9နှစ်မျှပြီးဖြန့်ပြီးပြဖို့အတွက်တွက်တာပါဒါဆိုပထမနှစ်မှာ24သိန်းဒုတိယနှစ်မှာ24သိန်းတတိယနှစ်မှာ24သိန်းစသည်ဖြင့်9နှစ်တစ်နှစ်ကို24သိန်းစီပြမယ်သဘောပါအဲ့လိုပြဖို့ဆိုရင် double entry ဘယ်လိုသွားမလဲဆိုရင် depreciation ကို expense ကဲ့သို့ယူဆမယ်တစ်နှစ်စာ depreciation ဒီ expense အနေနဲ့ debit ပြီးရင်စောစောက asset တန်ဖိုးမှာနှုတ်မယ် credit လို့ပြောလို့ရတယ်လို့ accumulated depreciation ဆိုတဲ့စုစုပေါင်းတန်ဖိုးရောကျမှုမှာ credit လို့ပြောလို့ရပါတယ်ဒီ double entry လေးကိုမရှုပ်သွားအောင်လို့ရှင်းပြီးတော့ရေးပြပေးပါမယ် balance sheet ရဲ့ fixed asset အောက်မှာ computer ဆိုတဲ့ပစ္စည်းတစ်ခုရှိမယ်ဥပမာရဆိုလို့ရှိရင် computer က320ဒါက year 1အနေနဲ့စဉ်းစားမယ်သူ့အတွက် depreciation တန်ဖိုးရောကျမှုသည်24သိန်း320တွေကနေ24သိန်းကိုနှုတ်လိုက်ရင်သူ့ရဲ့တန်ဖိုးသည်96သိန်း year 2ကိုရောက်ပြီဆိုပါစို့ year 2မှာလည်းကွန်ပျူတာရဲ့မူရင်းတန်ဖိုးဟာ120အဲ့120တွေကနေပြီးတော့ depreciation ကိုနှုတ်မယ်အဲ့တော့ပထမနှစ်မှာ24သိန်းဒုတိယနှစ်မှာ24သိန်းဆိုရင်စုစုပေါင်း accumulated depreciation ဒီ48သိန်း120တွေက48သိန်းကိုနှုတ်မယ်ဆိုရင်အဲ့ဒါဒီနောက်တနည်းပြောမယ်ဆိုရင်96သိန်းတွေကနေပြီးတော့24သိန်းနဲ့နှုတ်တာ ਨੇ အတူတူပဲပထမနှစ်တုန်းကနှုတ်ခဲ့ပြီးရ96သိန်းဆိုတဲ့တန်မိုးရင်းကနေပြီးတော့တစ်နှစ်စာ depreciation ကိုပဲထပ်နှုတ်မယ်ဆိုရင်လေရတယ်ဒါဆိုရင် depreciation ဒီဘယ်လောက်လဲဆိုရင် depreciation နှုတ်ပြီးသားတန်မိုးဒီ82သိန်းအဲ့တော့ဒီနေရာမှာ48သိန်းနှုတ်တာ ਨੇ 24သိန်းနှုတ်တာဘာကွာလဲပေါ့ဒါဆိုရင်48သိန်းနှုတ်တယ်ဆိုတာဒီမနစ်ကထိနှုတ်ခဲ့ပြီးရဲ့ depreciation 24သိန်းပေါ်မှာဒီနှစ်ရဲ့ depreciation 24သိန်းကိုပေါင်းလိုက်တာတနည်းအားဖြင့်အဲ့လိုနှစ်ခုပေါင်းလိုက်တာကို accumulated depreciation စုစုပေါင်းတန်ဖိုးရောကျမှုလို့ခေါ်ပါတယ်ဒါကြောင့်မလို့စောစောက double entry လေးကိုပြန်ပြောရမယ်ဆိုရင် depreciation ဆိုတဲ့စာရင်းမှာ expense မလို့ debit ပြပါမယ်သူဒီ profit and loss ရင်းကိုသွားမယ် expense မှာနောက်တစ်ခုကတော့ fixed assets ရဲ့တန်ဖိုးမှာနှုတ်မယ် credit အဲ့လိုပြောမယ်ဆိုရင်တော့96သိန်းတွေကနေပြီးတော့24သိန်းကိုတက်နှုတ်တဲ့သဘောပါနောက်တနည်းအားဖြင့်ပြောမယ်ဆိုရင် accumulated depreciation မှာပေါင်းမယ်ဆိုတဲ့သဘောဒီလေ credit ပါပဲဒါဆို accumulated depreciation ဒီ fixed asset ထဲကနေနှုတ်မဲ့ကောင်မလို့သူက asset ထဲကနှုတ်မဲ့အရာဒီ credit တဘာဝရှိရဲ့စင်းမှာသူ့မှာထပ်ပေါင်းလာရင် credit တွေပဲပြရပါတယ်အဲ့ debit credit မသိလဲရတယ် accumulated depreciation ဆိုတာ opening မှာရှိတဲ့ depreciation နဲ့ဒီနှစ်ရဲ့ depreciation ကိုပေါင်းတယ်လို့သိထားရင်ရပါတယ်ဒါကြောင့်မလို့ဒီ credit နဲ့ပတ်သက်လို့နှစ်မျိုးမှတ်ထားလို့ရပါတယ် fixed asset မှာနှုတ်မယ်လို့ပြောရင်လည်းရတယ် accumulated depreciation မှာပေါင်းမယ်လို့ပြောရင်လည်းရပါတယ်နောက်ထပ် adjustment ကတော့ကုန်လက်ကျန်တန်ဖိုးအကြောင်းပါအဲ့တော့အဲ့ကုန်လက်ကျန်တန်ဖိုးအကြောင်းကိုပြောရင်လည်း double entry မှာအဓိကကျတဲ့အချက်ကိုပြောပေးဖို့လိုပါတယ်အဲ့တော့ကုန်လက်ကျန်တန်ဖိုးဆိုတဲ့ closing inventory ဟာ double entry စနစ်မှာမပါပါဘူးဒါပေမဲ့အခုနောက်ပိုင်း software တွေမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ကုန်ပစ္စည်းဝယ်လိုက်တယ်လို့ပြောလို့ရှိရင်အဲ့ဒီ inventory တန်ဖိုးမှာပေါင်းတယ်ပတ်စံထွက်သွားတယ်ဆိုပါစို့ cash မှာနှုတ်တယ်တကယ်တော့ဝယ်တယ်လို့ပြောလိုက်လို့ရှိရင် purchase ဆိုတဲ့အကောင့်မှာ expense အနေနဲ့
debit ပြပေးရမယ် cash မှာပတ်စံထွက်သွားလို့ credit ပြပေးရမယ်ဒါဆိုဒီ inventory မှာပြတာမှားလားဆိုရင်မှားတော့မမှားဘူးဒီ inventory မှာပြတာဒီမှားလားဆိုရင်မမှားဘူးဒါပေမဲ့ဒီ inventory ဒီ debit entry စနစ်နဲ့မဆိုင်ဘူး debit entry နဲ့သွားမယ်ဆိုရင်တော့ purchase ကိုပဲသွားရမှာဒါဆိုဒီ inventory ဒီဘယ်လိုအနေနဲ့သွင်းတာလဲဆိုရင်ဝယ်လိုက်တယ်ဝင်လာတယ်ဆိုလို့ရှိရင်ပေါင်းမယ်ထွက်သွားတယ်ဆိုလို့ရှိရင်နှုတ်မယ်ဒါဆိုရင်ဝင်တာတွေထွက်တာတွေခြားနာလို့ရှိရင် balance ဆိုတဲ့နောက်ဆုံးလက်ကျန်ရမယ်နောက်တစ်လရောက်သွားပြီဆိုရင် opening balance ရှိမယ်အဲဒီ opening balance ပေါ်မှာထပ်ပြီးတော့ကုန်ပစ္စည်းတွေဝင်လာလို့ရှိရင်ပေါင်းမယ်ကုန်ပစ္စည်းတွေထွက်သွားတယ်ဆိုရင်နှုတ်မယ်ဒါဆိုရင်သူက closing balance ရမယ်ဒါဆိုရင်ကုန်လက်ကျန်တန်ဖိုးနဲ့ပတ်သက်လို့ debit entry ခေါ်တဲ့အချိန်မှာတော့မပါဘူးဒါပေမဲ့ပစ္စည်းဝယ်လိုက်တိုင်းဝင်လိုက်တိုင်းမှာပေါင်းပေးရတယ်ထွက်သွားတိုင်းမှာနှုတ်ပေးရတယ်ဒါဆိုရင်အဲ့လိုအဝင်အထွက်မှတ်တမ်းသေချာထားရတယ်ဆိုလို့ရှိရင်တော့လကုန်ချိန်သို့မဟုတ်နှစ်ကုန်ချိန်မှာကုန်လက်ကျန်တန်ဖိုးဒီစရင်အရကုန်လက်ကျန်တန်ဖိုးရှိနေမှာပါမြေပြင်မှာရှိတဲ့ stock ကိုတကယ်ရေတွက်စစ်ဆေးကြည့်ပြီးတော့မှဒီ stock နှစ်ခုရဲ့ကွာဟချက်ကိုကြည့်ပြီးတော့မှ stock တန်ဖိုးကိုအမှန်ရမှာဒါဆိုရင် stock ကိုဒီလိုသေချာမှတ်တမ်းမရေးထားတဲ့သူတွေကကြတော့ဝင်နေထွက်တယ်ကိုမှတ်တမ်းရေးလို့မရှိတဲ့သူတွေကတော့ဘယ်လိုလုပ်ရမလဲဆိုရင်အဲ့ဒီစရင်ပိတ်တဲ့နေ့မှာကုန်လက်ကျန်ကိုရေတွက်ကြည့်ပြီးတော့မှကုန်လက်ကျန်တန်ဖိုးကိုဖော်ရမှာဖြစ်ပါတယ်စရင်ပိတ်တဲ့နေ့မှာကုန်လက်ကျန်တန်ဖိုးကိုရေတွက်ကြည့်ပြီးစရင်သွင်းရမယ့်ပုံစံက balance ရှိရဲ့ current assets မှာပြမယ် closing inventory account မှာပိုင်ဆိုင်မှု assets မလို့ debit နောက်တစ်နေရာကတော့ COGS တွက်တဲ့အောက်မှာ purchase ဆိုတဲ့ expense အောက်မှာနှုတ်တဲ့သဘော credit ပါဒါကတော့ closing inventory နဲ့ပတ်သက်လို့လကုန်ချိန်မှာလုပ်ရမယ် adjustment ပါ closing inventory ကို adjustment လုပ်မယ်ဆိုရင် balance sheet ရဲ့ current assets မှာတစ်ချိန် profit and loss ရဲ့ COGS တွက်တဲ့နေရာမှာတစ်ချိန်နှစ်ချိန်သွားပေးရမှာဖြစ်ပါတယ်adjustment လုပ်တယ်ဆိုတာစင်းကိုလှအောင်ပြင်တာမဟုတ်ပါဘူးမှန်အောင်လုပ်တာပါ adjustment လုပ်တဲ့အချက်တွေကတော့ဒီထက်အများကြီးရှိပါသေးတယ်နှစ်ကုန်ချိန်တနည်းအားဖြင့်စင်းပိတ်တဲ့အချိန်လကုန်ချိန်တိုင်းမှာ adjustment လုပ်ဖို့လိုပါတယ်အခုအခြေခံကြတဲ့ adjustment 6ခုကိုဒီနေ့ပြောပြသွားတာဖြစ်ပါတယ် adjustment လုပ်ရတဲ့အကြောင်းရင်းလျှို့ဝှက်ချက်ကတော့လုပ်ငန်းမှာရှိတဲ့ income တွေ expense တွေ assets တွေ liability တွေကိုအမှန်တန်ဖို့လိုချင်တဲ့အတွက်ကြောင့်မလို့ adjustment လုပ်တာဖြစ်ပါတယ်အဲ့လို adjustment သာမလုပ်ခဲ့ဘူးဆိုရင်စောစောကတစ်နှစ်စာပေးလိုက်တဲ့ expense ကြီးကိုတစ်လစာဖြစ်အောင်လို့ပြန်ခွဲမထုတ်ဘူး17လစာကိုပြန်မဖယ်ခဲ့ဘူးဆိုလို့ရှိရင်လုပ်ငန်းရဲ့ expense တွေကများနေမယ် expense တွေများနေရင် profit တွေနည်းနေမယ်ဒါကြောင့်ကိုယ့်ရဲ့ profit ကလည်းအမှန်ရမှာမဟုတ်ဘူးဒီနေ့မှာပဲကိုယ့်ရဲ့ balance ရှိမှရှိနေတဲ့တန်ဖိုးတွေကလည်းမှန်မှာမဟုတ်တော့ဘူးဒါဆို adjustment မလုပ်ခဲ့ဘူးဆိုရင် profit လည်းမမှန်နိုင်ဘူး assets တွေ liability တွေလည်းမမှန်နိုင်ဘူး profit လည်းမှားမယ် balance ရှိမှရှိနေတဲ့ condition တွေလည်းမှားမယ်ဆိုရင် management ရဲ့ decision တွေလည်းမှားမှာပါ management ရဲ့ decision တွေဒါဒီ adjustment ကြောင့်လွဲမှားခဲ့မယ်ဆိုရင် management risk ရှိပါတယ် business risk ရှိပါတယ်ဒါကြောင့်မလို့ဒီ adjustment ဆိုတာစည်းကိုင်တယောက်အနေနဲ့ bookkeeper level နဲ့ accountant level ကိုခွဲပေးတဲ့အဓိကကြတဲ့အပိုင်းဖြစ်ပါတယ်ဒီ adjustment ကိုကောင်းကောင်းကင်တွယ်နိုင်မယ်ဆိုရင် professional accountant ဖြစ်ပါပြီဒီ video လေးကမိတ်ဆွေတွေအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်နောက် video တွေမှာပြန်ဆုံပါမယ်